လကားစားတာပါဒီမှာပစ္စည်းတစ်လေးတွေရောက်လို့ Redmi Note 40 Pro လေးတွေပေါ့နော်လုံးဝပစ္စည်းကုန်ပြီးတော့နော်ဆက်ဆက်ပပရအောင်ယူထားရတဲ့ Redmi Note 40 Pro လေးတွေအခုပစ္စည်းအများကြီးရောက်ထားပါပြီဆိုပြီးတော့ကိုယ့်ရဲ့ customer လေးတွေကိုရောင်းပေးခြင်းလို့ပါအစောဆုံးအမှလေးမတင်လိုက်ရမှာဆိုလို့တချို့ဟာလေးကြလေမတင်မဲနဲ့အောက်သွားတာအဲ့လိုမျိုးအဲဒါကြောင့်မလို့ဒီမှာရစေခြင်းလို့ကာလာစုံလေးရှိတော့ကိုအမြန်လေးလာအားပေးကိုဖိတ်ခေါ်ရနော်နောက်ပြီးတော့အရေးကြဝယ်ယူခြင်းတဲ့ customer လေးလည်းအရေးကြလျှောက်လို့ရပါတယ်လိုအပ်တဲ့အချက်လက်လေးတွေကလည်းအရင်မများဘူးမှတ်ပုံတင်မှုရင်တကောင်စီရင်မှုရင်နောက်ပြီးတော့ရက်ကွက်ထောက်ခံစာနောက်တစ်ခုကဝင်ငွေမှန်ကန်ကြောင်းထောက်ခံစာဒါမှမဟုတ်ဝန်ထမ်းကလေးပိုင်လည်းရပါတယ်ရှင်ဒီမှာနော်ရေဆိုးရေစိန်ခံပြီးတော့မှန်ခုံလေးတွေကပဲသုံးကျင်နေဆိုတော့အကိုကြီးတွေမမလေးပေါ့နော်ဒီ Note 40 Pro လေးကိုပစ္စည်းလေးရောက်တော့အမြန်သာပြေးပြီးဝယ်ထားတော့နော်ပစ္စည်းလေးတွေကလေအခုချိန်မှာအရန်ကိုပစ္စည်းပြတ်တာမြန်တော့လေမြန်ဆုံးလာရောက်အားပေးကြဖို့ဖိတ်ခေါ်ချင်ပါရှင်အခုချိန်ကာလာလေးလည်းနည်းနည်းစုံသေးတဲ့ခါကျတော့လေကိုရွေးချယ်ခြင်းတဲ့ကာလာလေးလည်းရွေးလို့ရတာပေါ့နော်နောက်မှပစ္စည်းမရလိုက်လို့ဆိုပြီးတော့စိတ်မဆိုးကြနဲ့နော်လာရောက်ဝယ်ယူအားပေးခြင်းတဲ့ customer လေးပေါ့နော်ဆိုင်လိပ်စာလေးရတော့မတို့ဒီရန်ကုန်လှဲတန်းစရိတ်ည2လမ်းနဲ့3လမ်းကြားမှာရှိတဲ့ထာဝရမိုဘိုင်းလေးကိုလာရောက်အားပေးလို့ရပါတယ်ဖုန်းနံပါတ်လေးကတော့3993823035ကိုဆက်သွယ်မေးမြန်းပြီးတော့အသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင်။ online ကနေလည်းမှာယူနိုင်ပါတယ်ရန်ကုန်မြို့တွင်းဆိုရင်စေရန်3000လွှဲပြီးအိမ်ရောက်ငွေချေပို့ပေးပါတယ်ရှင်။